ချစ်ရဲ့ပုံစံအနေအထားလူတစ်ယောက်ကိုချစ်တာဘယ်လိုပုံစံမျိုးပါလဲတချို့ကပြောတယ်ရင်ထဲနှွေဦးလေရုတ်တရက်တိုးဝှေ့တိုက်ခတ်သွားတာမျိုးတဲ့အဲ့ဒီနောက်ရင်ထဲကအေးဆက်ဆက်နှင်းတောင်ကြီးအေးပြောပြီးနှွေးထွေးတဲ့ပုံပန်းတရံပေါ်လာတယ်အထီးကျန်နေတဲ့ရင်ဘတ်မှာပန်းတွေဖူးပွင့်လာတယ်ပေါ့သူ့ကိုမြင်ရင်မျက်လုံးကပြုံးလာတတ်တယ်သူ့အကြောင်းကိုပြောရင်နှကန်းဆုံးကကွေးလာတယ်တခါတလေသူ့နာမည်ကြားရုံနဲ့တင်ရင်တလက်လက်ခုန်လာတာမျိုးပေါ့ငယ်ချင်းတယောက်ကမေးတယ်အချစ်ဟာကြာလာတာနဲ့အမျှပျောက်ဆုံးသွားတတ်သလားတဲ့မပျောက်ဆုံးတတ်ဘူးလို့ကျွန်တော်ဖြေလိုက်တယ်စားတွေ့ချိန်မှာအချင်းချင်းရင်ခုန်လှုပ်ရှားကြလို့လူနှစ်ယောက်ဟာချစ်ကြိုက်မိကြတယ်အဲ့ဒီနောက်တန်ရောစင်တွေတရေပြီးတရေတိုးလာတယ်အဲ့ဒီနောက်မှာတော့အချစ်ဟာဘဝတွေကတေးသေးမွှားတွေဖြစ်လာခဲ့တယ်အဲ့ဒီအခြေအနေရောက်သွားရင်ချစ်ချောင်းကြိုက်ချောင်းကိုပဲကျွန်တော်တို့ပြောနေတော့မှာမဟုတ်ဘူးအပြုတ်အမူလှုပ်ဆောင်မှုတွေနဲ့ပဲကျွန်တော်တို့စိတ်ငြိမ်တက်တည်ပြကြတော့တယ်အဲ့ဒီလိုအချိန်မျိုးမှာအချစ်ဟာထမင်းစားစပွဲပေါ်ကဟင်းတစ်မျိုးဖြစ်သွားနိုင်တယ်လို့ညအခါကိုပြန်လာချိန်သူထွန်းညှိပေးထားတဲ့မိအိမ်တစ်လုံးလည်းဖြစ်နိုင်တယ်ကိုနိုးထားချိန်နွားနိုးတစ်ခွက်မနက်စာတစ်နက်လည်းဖြစ်နိုင်တယ်လို့တစ်နှစ်ပြီးတစ်နှစ်ဖြတ်တန်းခဲ့တဲ့အဖော်ပြုခြင်းငင်းခုန်ခြင်းတွေလည်းဖြစ်နိုင်တယ်ဒီလောကမှာအချစ်အမျိုးအစားအမျိုးမျိုးရှိတယ်တချို့အချစ်ကနုနယ်ပြိုမြင့်တဲ့မှတ်ဉာဏ်ထဲမှာရှိတဲ့တည်င်ကအချစ်ဖြစ်တယ်တချို့အချစ်ကဆယ်ကျော်သက်မနုမနက်အရွယ်မှာရှိတဲ့စူးစမ်းတဲ့အချစ်ဖြစ်တယ်တချို့အချစ်ကကိုနှစ်လရှာဖွေခဲ့ပြီးနောက်ဆုံးမှာကိုအိုမင်းတဲ့အထိအဖော်ပြုမဲ့သူနဲ့တွေ့ဆုံခြင်းဖြစ်တယ်ဘလို့အချစ်မျိုးဖြစ်ဖြစ်ရိုမန်တစ်အဆန်ဆုံးအချစ်ဆိုတာကိုသူပန်းစည်းဗနစီလက်ဆောင်ပေးလိုက်တယ်ဒါမှမဟုတ်ကိုချစ်တယ်ဆိုတဲ့စကားနှုတ်ဖျားကမချခဲ့ဘူးဆိုတာတွေမဟုတ်ပါဘူးကိုမျက်စိဖွင့်ချိန်သူရှိနေပြီးကိုမျက်စိမိတ်ချိန်မှာလည်းသူရှိနေတာပဲဖြစ်တယ်ကိုသူတစ္ဆာရှိချစ်နေပြီးသူနဲ့အတူပိုရှည်တဲ့ခရီးကိုရှောက်လန်းဖို့တင့်မှာယုံကြည်စိတ်ရှိတာပဲဖြစ်တယ်အချိန်ကောင်းအရွယ်ကောင်းတော့မှကိုနှစ်ဘေးကလူကိုချစ်နေသေးတယ်ဆိုရင်ဒီတန်ရောစဉ်ကိုကောင်းကောင်းတန်ဖိုးထားပြီးပိုရှည်တဲ့ခရီးလမ်းကိုရှောက်လန်းနိုင်ကြပါစေဒါမှထာဝရကိုတွေ့မြင်ရမှာမှုပါမိမိကိုချစ်ပါလူတစ်ယောက်ကိုချစ်မချစ်ဒီအချက်နှစ်ချက်ကိုကြည့်ရင်သိတယ်တဲ့ကောင်းကောင်းစားလားကောင်းကောင်းအိပ်လားအာဟာရရှိစွာစားသုံးခြင်းနဲ့နှစ်ချိုက်စွာအိပ်ဆက်ခြင်းရဲ့ပါဘာပဲဖြစ်ဖြစ်ဘလို့အခက်ခဲကြုံကိုခန္ဓာကိုယ်ကျမ်းမာတန်ဆွမ်းဖို့သိနာလေရတယ်ဒါမှအခက်ခဲတွေကိုရင်ဆိုင်နိုင်မယ်ပြဿနာတွေကိုဖြေရှင်းနိုင်မှာဖြစ်တယ်ထမင်းစားတယ်အိတ်တယ်ဆိုတာဘဝရဲ့အခြေခံလိုအပ်ချက်တွေကတစ်ခုဖြစ်တယ်ဒါကိုလူတော်တော်များများလှည့်လည်ရှုခဲ့ကြတယ်အိတ်တယ်ဆိုတာကိစ္စအသေးမွှားပါလို့ဆိုကြတယ်လူရဲ့အချိန်၃ပုံတစ်ပုံဟာအိတ်ဆက်တဲ့အနေအထားဖြစ်တာမို့အိတ်ဆက်ခြင်းဟာတက်ကြွခြင်းရဲ့ရင်းမြစ်လို့ပြောနိုင်ပါတယ်အိတ်ချိန်ရှိပြီးခန္ဓာကိုယ်ကျန်းမာမှစားကျင်စိတ်ဆိုတာရှိတယ်အိတ်ကောင်းခြင်းနဲ့ပြည့်စုံသူကအတိအတွေးပွင့်သူဖြစ်တယ်ရင်နဲ့ရှုပ်ရှက်ခတ်တာတွေထည့်မထားသူဖြစ်တယ်ကောင်းကောင်းအိတ်ဆက်ခြင်းကဘဝရဲ့ကိစ္စကြီးကြီးမားမားဖြစ်တယ်လူအများက IQ, EQ ဆိုတာကိုကြားဘူးကြတယ်တကယ်တော့ SQ ဆိုတာလည်းရှိပါသေးတယ် SQ ဆိုတာအိတ်ဆက်ခြင်းကိုတိုင်းတာတဲ့စံနှုန်းဖြစ်တယ်ကိုယ့်ရဲ့ SQ အရေးသွေးကောင်းမကောင်းအောက်ကအချက်တွေနဲ့စမ်းကြည့်နိုင်ပါတယ်ည7 နာရီမထိုးခင်အိပ်ရာဝင်နဲ့15မိနစ်အတွင်းအိပ်ပျော်တယ်ညနိုးလာတဲ့အချိန်တစ်ခေါက်ထပ်မပို့သလို9မိနစ်အတွင်းပြန်အိပ်ပျော်သွားတယ်ဂရင်မော်ရောက်နေတဲ့အချိန်85%ခန့်ကအိပ်ပျော်နေချိန်ဖြစ်တယ်မအိပ်ခင်နေ့လယ်ကဖြစ်ပျက်ခဲ့တာတွေကိုပြန်မတွေးတတ်ဘူးညအိပ်ချိန်အိမ်မက်တာမျိုးနေတယ်ဂရင်ပြောင်းလဲအိပ်ပျော်နိုင်တယ်ဘေးပီကအတန်တွေကြားလဲမနိုးတတ်ဘူးမနက်နိုးလာတိုင်းအင်အားပြည့်နေတတ်တယ်နေ့အချိန်မှာခေါင်းကြည်နေတယ်အားပြည့်နေတယ်နေ့လယ်တရေတမောအိပ်တာမိနစ်30ထက်မပိုဘူး8ချက်နဲ့8ချက်အထက်ညီရင် SQ မြင့်သူအိပ်ဆက်ခြင်းအရေးသွေးမြင့်သူပါ9ချက်နဲ့9ချက်အထက်ဆိုရင်အသင့်ကောင်းသူပါ9ချက်အောက်ဆိုရင်တော့အိပ်ဆက်ခြင်းအရေးသွေးကိုညှင့်တင်ဖို့လိုပါပြီအေးဝရင်မျက်နာကြည်လင်နဲ့တက်ကြွတဲ့
အတွေးထက်သန်နေတင်ယူလေ့လာမှုအလုံးလုံးရမှာဉာဏ်ဆန်နေတက်ကြွတယ်စိတ်ရှည်သိခံနိုင်တယ်လူတွေနဲ့ပေါင်းသင်းဆက်ဆံရအစဉ်ပြေချုံးမွေတယ်အေးရေးမဝရင်စိတ်ဆိုးစိတ်တိုလွယ်တယ်စိတ်ခံစားချက်ကြာလေဆိုးလေဖြစ်တယ်အေးရေးပြတ်တာကြာရင်လူကိုဝစေတယ်ကျမ်းမာရေးကိုထိခိုက်ပြီးအသက်တိုးစေတယ်အလီဘာဘာဘုတ်ဖွဲ့ဝင်ဥက္ကဋ္ဌဖြစ်သူတူကိုအင်တာဗျူးတော့သူ့ရဲ့အောင်မြင်ခြင်းဥပဒေ10ချက်ရဲ့နောက်ဆုံးအချက်မှာကောင်းကောင်းအိပ်ပါဆိုတာပါတယ်အပြည့်မချစ်ပါနဲ့နောက်ကျမှမအိပ်ပါနဲ့ဆိုတဲ့စကားရှိတယ်ခေါင်းမွန်စွာအိပ်ဆက်ခြင်းကဘဝရဲ့အရေးပါတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်တယ်တချို့ကပြောတယ်ညနေတကောင်အထိနေတာဟာဒီတရက်တာကိုကုံဆုံးစေတဲ့တတိမရှိလို့တဲ့တချို့ကလည်းမနှက်စောစောမထအိပ်ရတဲ့ကက်နေချင်တာဟာတနေ့တာကိုစတင်တဲ့တတိမရှိလို့တဲ့အချိန်တော်တော်များများမှာအိပ်မပျော်တာဟာဖြတ်တန်းခဲ့တဲ့တနေ့တာမှာလှုပ်ရှားတွေမပြီးလို့အုံနောက်6ဆရာတွေများခဲ့လို့တွေ့တာစရာတွေရှိနေလို့စိုးရင်ပူပန်ကြောက်ကြစိတ်ကြောင့်အိပ်မပျော်တာဖြစ်တယ်ဘလို့ပဲအိပ်မပျော်အေးပြက်ခံလဲတချို့ကိစ္စကချက်ချင်းပြောင်းလဲမသွားတတ်ဘူးဆိုတာသိထားရမယ်အကောင်းဆုံးကအေးဝဝအိပ်ပြီးနောက်တစ်ရက်မှာကိစ္စရက်တွေကိုဖြည့်ရှင်းနိုင်ဖို့အားပြည့်နေဖို့ဖြစ်တယ်စာရေးဆရာဟက်ဖင်တန်ကနည်းနည်းအိပ်ညံ့ညံ့အလုပ်လုပ်ပါဆိုတဲ့အလုပ်လုပ်နိုင်ခြင်းကိုဂုဏ်ယူခဲ့သူဖြစ်တယ်ဒီနေ့မှာပင်မနှွမ်းနေပြီးအားအင်တွေကုံဆုံးသွားမှဒီလိုဘဝနေနီးကသူ့ရှိသမျှအရာအလုံးကိုစုပ်ယူနေတယ်ဆိုတာကိုသိလိုက်ရတယ်အဲ့ဒီနောက်သူ့ရဲ့အိတ်တဲ့အကျင့်ကိုသူပြုပြင်ခဲ့တယ်စောစောအိတ်စောစောထတယ်ကာလတစ်ခုအကြာမှာသူဟာအရင်ကထက်ပိုတက်ကြွဖြက်လက်လာတာကိုသတိပြုမိလိုက်တယ်ဒီကနေ့မှာကိစ္စရက်တွေကိုမဖြေရှင်းနိုင်ခဲ့တဲ့ကိုခွင့်လွှတ်ကြည့်ပါစိုးရိမ်မှုလွန်ကဲနေတဲ့လူမှုပေါင်းသင်းဆက်ဆံရေးကိုခဏမေ့ထားကြည့်ပါအုံနောက်6ဆရာကတွေးလေများလာတက်လေမှုအိပ်ပျော်အောင်အရင်အိပ်လိုက်ကြည့်ပါနှုတ်ထလာခြင်းအင်အားပြည့်ဖြိုးပြီးအရာအလုံးကိုအတွေးသစ်တစ်မျိုးနဲ့ပြန်စတင်နိုင်ပါတယ်ဂျာမန်ပရိုဖက်ဆာအီမန်နျူယ်ခန့်ကပြောဘူးတယ်ဘဝရဲ့ပင်မနှွမ်းနယ်မှုကိုဖြည့်ရှင်းပေးနိုင်တဲ့အရာ3မျိုးရှိတယ်အဲ့ဒါကတော့ညှော်လင့်ချက်အိပ်ဆက်ခြင်းနဲ့အပြုံးပဲဖြစ်ပါတယ်ကောင်းကောင်းအိပ်မှမနှက်ပြန်အတွက်ညှော်လင့်ချက်ရှိမှာနောင်တကင်းတဲ့အချက်နောင်တဆိုတာဘာလဲလာရောင်တိတ်မိန်လို့အိမ်မက်ထဲကလွမ်းဆွမှုကိုအလင်းမပေးနိုင်ခြင်းလားလက်ကျန်ဘဝတိတ်တူလို့စံဖြူသွားကျိုးတဲ့အထိမလျှောက်နိုင်ခြင်းလားဘဝကပထမဆုံးတွေ့ဆုံခြင်းကလို့အမြဲလက်ဆက်နေရင်နာကျင်ဝမ်းနေခြင်းတွေမရှိခြင်းလားအချက်ကပုံစံအမျိုးမျိုးရှိလေတော့နောင်တတရားကလည်းမတူပါဘူးတခါတလေလူတယောက်ကိုလက်လွတ်လိုက်မိတယ်လို့ကိုထင်ပေမဲ့တကယ်တမ်းမှာဘဝတစ်ခုကိုလက်လွတ်လိုက်မိတာပါကိုဘက်ကနည်းနည်းပိုတက်ကြွခဲ့ရင်ပိုချင်းကက်ခဲ့ရင်ဒီလောက်စီစားမကြောင်ခဲ့ရင်ခေါင်းမမာခဲ့ရင်ကိုဟာသူ့ဇလန်းတဲကဇက်လိုက်ဖြစ်ခဲ့မှာပဲလို့တွေးမိတယ်အဲ့ဒီတော့ရောဘာဖြစ်လဲချစ်ခဲ့ဘူးပိုင်ဆိုင်ခဲ့ဘူးပြီပဲနောင်နာရလဲတန်ပါတယ်အတူကြည့်ခဲ့ဘူးတဲ့ရုပ်ရှင်တွေကအတွေးပုံရိပ်ထဲမှာတဝဲဝဲလည်နေသေးတယ်ဇက်ကားပြီးရင်ရုပ်ရှင်ကြည့်တဲ့လူတွေလည်းအသီးသီးကိုစီခွဲရတာပါပဲမခွဲရက်လဲနောက်ဆုံးမှာလက်မိုင်ချခဲ့ရတယ်ဘဝကဒီလိုပါပဲအမြဲတစေအရှုံးနောင်တရမှုတွေနဲ့ကုံဆုံးနေရတယ်လူဘဝခရီးရှိမှာနောင်တတရားသာမရှိတတ်ရင်ဘလောက်ညှင်းငွေ့စရာကောင်းလိမ့်မလဲလူပင်လယ်မှာအချင်းချင်းတွေ့ဆုံကြပြီးတသက်တာလက်တွဲမယ်လို့ရည်ရွယ်ခဲ့တာပါပဲဒါပေမဲ့မတည်မြဲတဲ့လောကမှာကိုယ်စိတ်အလိုကြတော့ဘယ်ဖြစ်လာမလဲအတိတ်မှာကြံခဲ့တာတွေကချစ်ကြိုက်စဉ်အတူကြည့်ခဲ့ဘူးတဲ့မနက်ခင်းနေထွက်ချိန်တွေအတူငေးမောခဲ့တဲ့ညနေစီးစာတွေလာရောင်အောင်မှာထွေးပွေးခဲ့ဘူးတဲ့ဝေးထွေးမှုတွေတရုတ်စာရေးဆရာကျန်းကြားကပြောတယ်တောင်ကဂျိုင်ဝမ်းမှာရှိတယ်မိုးကမိုးရသည်မှာရှိတယ်ဂျင်းနဲ့သည်ဖြစ်စေမကျေနပ်သည်ဖြစ်စေကိုလန်းကိုရှိတယ်ဒါဟာအကောင်းဆုံးအစဉ်တကျဖြစ်မှုပါပဲတစ်ချိန်ကကိုရင်ခုန်စေခဲ့သူပဲဖြစ်ဖြစ်ကိုနှွေဦးလီလိုနူးညံ့သိမ်မွေ့စေခဲ့သူပဲဖြစ်ဖြစ်နှွေးထွေးတဲ့အတိတ်တွေပေးခဲ့သူပဲဖြစ်ဖြစ်သူတို့ဟာကိုဘဝရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်ကိုတို့တသက်တာဟာညူမုံဆိုင်နဲ့တောထဲမှာလမ်းပြောင်နေကြတယ်
လူတိုင်းကိုနဲ့သက်ဆိုင်တဲ့ထွက်ပေါက်ကိုအသေးအတန်ရှာဖွေကြတယ်။တချို့ကထူထဲတဲ့မြူမုံတွေကိုဖယ်ရှားပြီးကိုနှစ်ဘေးရောက်လာခဲ့တယ်။တချို့ကကိုစီနှညမကွာအပြေးလွှားရောက်လာခဲ့တယ်။တချို့ကကိုနဲ့ပခုံးရှက်တိုက်သွားတာတောင်လှည့်မကြည့်ခဲ့ကြဘူး။နောင်တဆိုတာလူဘဝရဲ့ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ပါ။နောင်တတရားကနေတဆင့်လောကမှာရှင်သန်ရတာအဖိုးတန်ပါသေးတယ်လို့ခံစားမိဖို့မျှော်လင့်ပါတယ်။အခြေရေးမှာနောင်တတရား2မျိုးရှိတယ်လို့လူတွေကပြောကြတယ်။တစ်မျိုးကကိုယ့်ဘက်ကယူးတွတ်ချစ်ပေမဲ့အဲ့ဒီလူဟာချစ်ဖို့လုံးဝမထိုက်တန်ကြောင်းသိလိုက်ရတာနဲ့နောက်တစ်မျိုးကကိုယ့်ဘက်ကစိတ်ပါလက်ပါမချစ်မိပဲဆုံးရှုံးသွားမှအဲ့ဒီလူဟာချစ်ဖို့ထိုက်တန်ကြောင်းသိတာပဲဖြစ်တယ်။လောကမှာဖူးစာကန်လွဲမားတဲ့သူတွေအများကြီးပါ။ချစ်မုန်းညားကွဲတွေကပုံမှန်ဖြစ်စဉ်ပဲဖြစ်တယ်။ဒါပေမဲ့တယောက်ယောက်ကိုရုတ်တရက်သတိရလိုက်တဲ့အခါရင်ထဲအောင်သွားတတ်ပါသေးတယ်။အချစ်ရောက်လာချိန်မှာကိုရှောင်ပုန်းဖို့အချိန်မရလိုက်ဘူး။အချစ်ထွက်သားချိန်မှာကိုဥရုသုံးမကမောက်ကမဖြေးပြီးကိုနှလုံးသားလေးဖြားနာခဲ့ရတယ်။သူကရွယ်ချက်မဲ့တိုက်လိုက်တဲ့လေပါ။ကိုနှလုံးသားလေးဆက်ဆက်တုံကြံရစ်ခဲ့တယ်။ခွဲခွာချိန်ကိုတို့ထပ်ဆောင်ကြမယ်လို့နှုတ်ဆက်ခဲ့ကြတယ်။ဒါပေမဲ့ဒီကနေ့ဒီချိန်ထိကိုတို့ထပ်မဆောင်ဖြစ်ခဲ့ကြဘူး။အလှဆုံးစိတ်အလှုပ်ရှားဆုံးအရာတွေကပန်းတွေလိုကြွေကျလွင့်ဝဲပျောက်ကွယ်သွားတတ်တာပဲလေ။ပန်းတွေကြွေသွားပြီးရင်နောက်နှစ်မှာပန်းတွေပြန်ပွင့်တယ်။မျက်တွေညှိုးသွားပြီးရင်နောက်နှစ်မှာမျက်တွေပြန်ပေါက်တယ်။ဒါပေမဲ့တန်ရုံးစင်ဆိုတဲ့အမျိုးကဒီလူတယောက်ကိုပဲသူလက်ထွက်သွားပြီဆိုတာနဲ့တသက်လုံးဝေးသွားတော့တာပဲလူအုပ်ကြားမှာသူ့အရေးကိုအကျဉ်းချင်းရှာခဲ့မိရဲ့လူမသိသူမရှိတဲ့ညနက်ချိန်မှာသူ့နာမည်ကိုအကျဉ်းချင်းရည်ရွတ်မိရဲ့လမ်းမှာပခုံးရှက်တိုက်ဖျက်လျှောက်သွားတဲ့အခါအချင်းချင်းမှတ်မိပါစေလို့အကျဉ်းချင်းဆူတောင်းမိတယ်ဒါပေမဲ့ဆူတောင်းမပြေခဲ့ဘူးလက်လွတ်သွားတဲ့အချိန်ကြမှတန်မိုးထားရကောင်းမှန်းဆုံးရှုံးသွားတဲ့အချိန်ကြမှနောင်တရကောင်းမှန်းသိလိုက်တယ်တကယ်လို့ငယ်ရွယ်ချိန်မှာလူတစ်ယောက်ကိုချစ်မိခဲ့ရင်ကျေးဇူးပြုပြီးနူးညံ့သိမ်မွေ့စွာဆက်ဆံပါစိတ်ပါလက်ပါသူနဲ့ပေါင်းတဲ့ဆက်ဆံပါစိတ်ရှည်လက်ရှည်အဝင်ခွင်ကြနေပါပထမဆုံးအကြည့်ကနေနောက်ဆုံးအကြည့်ထိစိတ်ရှိလက်ရှိချစ်ပါအတူနေချိန်တိုးသည်ရှည်သည်ဖြစ်စေတရက်အတူရှိနေတဲ့၍တရက်စူးစမ်းပြီးချစ်မယ်တရက်စူးစမ်းချစ်ရင်တရက်ပျော်ရွှင်ကြည်နူးရတယ်လူဘဝခီးရှိရှိမှာအချင်းချင်းချစ်ကြိုက်သူနဲ့တွေ့ဆုံဖို့ကခက်လဲခက်တယ်လို့ဒါဟာထူးခြားအဖို့တန်တဲ့ကံကြမ္မာပါပဲဒီလိုတွေ့ဆုံနှုံးကဇင်ရော်နဲ့ငါချစ်ကြိုက်တယ်လို့မျိုးရှားပါပြီး romantic ဆန်ပါတယ်အချင်းချင်းချစ်ကြိုက်ဖို့မလွယ်ပါဘူးလက်လွတ်ဆုံးရှုံးတဲ့အခါနှမျောရတယ်တကယ်လို့လက်တစုံကိုတင်းတင်းစုပ်ကင်ခွင့်ရရင်အလွယ်တကူလက်မလွတ်လိုက်ပါနဲ့ပွေဖက်ခွင့်ရှိရင်မယုံပါနဲ့ချစ်ချင်းမြတ်တာတွေအားလုံးအဆုံးထိချုပ်ငြိမ်းပါစေအချစ်တီဂိယူနာတရားလူတွေကပြောကြတယ်ချစ်ချင်းနဲ့ပတ်သက်တဲ့အကြောင်းတွေကြားရတဲ့အခါ10ခုမှာ9ခုကအလွမ်းဆက်တွေပဲတဲ့ကိုတို့လည်းချစ်ရတာလွယ်ပေမဲ့ပေါင်းသင်းဆက်ဆံရခက်တယ်လို့ဆိုညီးကြတယ်ပထမဆုံးစတွေ့ချိန်နှလုံးခုန်တန်ကနေလမ်းခွဲချိန်အသေးကွဲတဲ့အထိယူဆိုင်မှုလွန်ကဲလို့ပျက်စီးသွားတဲ့အချစ်တွေဘယ်လောက်ရှိခဲ့ပြီလဲလက်ချင်းတွဲပြီးချစ်ကြိုက်ချိန်ကနေလမ်းခွဲပြီးအချင်းချင်းအဖြစ်တင်တဲ့အထိခွင့်လွန်နားလည်မှုလဲခဲ့လို့ဆုံးရှုံးသွားတဲ့လူများတွေဘယ်လောက်ရှိခဲ့ပြီလဲပြည့်ပြည့်စုံတဲ့ချစ်သူတယောက်ရှိဖို့ကိုတို့အမြဲစိတ်ကူးရင်ခဲ့ကြတယ်ကိုယ့်ရဲ့ဝမ်းနဲ့ပျော်ရွှင်မှုကိုသူသိရမယ်ကိုယ့်ရဲ့ပြောမထွက်တဲ့အခက်အခဲတွေကိုနားလည်ပေးရမယ်ချစ်ချင်းမှာထိခိုက်နာကျင်ရတဲ့အခါတစ်ဖက်သားကိုပြောင်းလဲခြင်းနဲ့ပြောင်းလဲစေပြီးကိုစိတ်ချမ်းသာစေမယ်ပေါ့ဒါပေမဲ့စိတ်ပြက်စရာညှင်းခုန်မှုအကြိမ်ကြိမ်မှာစကားထက်တွေနဲ့အချင်းချင်းကိုထိခိုက်နာကျင်စေခဲ့ကြတယ်အချစ်ရဲ့အလှကိုတဖြည်းဖြည်းပျောက်ကွယ်စေခဲ့တယ်အချိန်ကစိတ်အားထက်သန်မှုရင်ခုန်မှုကိုခြေဖြတ်ပစ်လိုက်တယ်လို့အချစ်ကိုလည်းဖြတ်စည်းပစ်လိုက်တယ်နားလည်မှုလွဲမှားမှုကိုတို့ဖန်တီးခဲ့ကြပြီးနှုတ်ဆက်ခြင်းရှောင်လွဲခြင်းနဲ့ဝမ်းနည်းနာကျင်မှုတွေကိုတို့မွေးဖွားခဲ့ကြတယ်တရုတ်စာရေးဆရာမအိုင်လင်းချန်ကပြောတယ်ချစ်ခဲ့ဘူးလို့တနာကျင်လာတယ်နားလည်လို့ခွင့်လွှတ်သီးခံတယ်တဲ့
ဒီလောကမှာရံမဖြစ်ဘူးတဲ့ချစ်သူမငင်းခုန်ဘူးတဲ့လင်များဆိုတာဘယ်ရှိလိမ့်မလဲတသက်တာလက်တွဲခဲ့ကြတဲ့လင်များတွေဟာကွဲလွဲမှုမရှိခဲ့တာမဟုတ်တလို့လမ်းခွဲဖို့မတွေးခဲ့ဘူးတာလည်းမဟုတ်ပါဘူးသူတို့ချားမှာအချင်းချင်းခွတ်လွတ်နားလေခြင်းတီးခန့်ခြင်းတွေလေးပဲပိုခဲ့တာပါအိမ်အောင်ရေးဆိုတာအချင်းချင်းဖိမှခြင်းမှာတစ်ဖက်သားကိုခွင့်လွတ်တီးခန့်နေတယ်လို့ထင်နေခြင်းတကယ်တမ်းမှာတစ်ဖက်သားကလည်းကိုခွင့်လွတ်တီးခန့်နေပါတယ်လို့ဟောင်ကောင်မင်းသမီးကရီနာလောကပြောတယ်ချစ်တဲ့လူနဲ့တနေ့သုံးနက်ဥရုသုံးပါးကိုကြော်ဖြတ်ပြီးစံဖြူသွားကျိုးနေသွားရဖို့ကိုတို့ညှော်လင့်ကြတယ်အရေးကြီးဆုံးကအပြောင်းလဲများတဲ့လောကဒဏ်ကြားမှာအချင်းချင်းလိုအပ်ချက်ကိုနားလည်ပြီးမတူညီတာတွေကိုအချင်းချင်းလက်ခံအချင်းချင်းရဲ့အားနည်းချက်ကိုခွင့်လွှတ်သိခံသင့်ပါတယ် Goodbye my love ဆိုတဲ့စကားထဲမှာလူနှစ်ယောက်လမ်းခွဲဖို့အကြောင်းပြချက်အခုတစ်ထောင်ရှိတယ်လူတစ်ယောက်ကိုခွဲမသွားဖို့အကြောင်းပြချက်တစ်ခုပဲရှိတယ်အဲ့ဒါကတော့နင့်ကိုငါချစ်တယ်ဆိုတာပါပဲတကယ်ချစ်ရင်နက်နက်နဲနဲချစ်ပါတကယ်ချစ်ရင်ခွင့်လွှတ်ခြင်းနည်းနည်းပိုပါစီးစားကြောင်တာနည်းနည်းလျှော့ပါအချင်းချင်းခွင့်လွှတ်နားလေတဲ့အချစ်ကနှစ်လရာသီကိုတည်တံ့နိုင်တယ်ကိစ္စအသေးမွှားကိုကြော်ဖြတ်နိုင်တယ်စိတ်ရှုပ်စရာတွေကိုဖြေရှင်းနိုင်တယ်စိုးရိမ်ပူပန်မှုတွေနဲ့ကင်းဝေးနိုင်တယ်အချစ်ကဂရုဏာတရားဖြည့်ပြီးအချစ်ကခွင့်လွှတ်နားလေခြင်းဖြစ်တယ်စိတ်ရှုပ်စရာတွေကိုဘေးပြစ်လိုက်ပါမိတ်ဆွေတယောက်ကပြောတယ်ကျမအသက်30ကျော်ပြီအထက်မှာမိဘဘိုးဘွားရှိတယ်အောက်မှာမောင်နှမသားသမီးရှိတယ်မိသားစုတွေအဆင်ပြေဖို့ကျမမဖျားမနာရဲဘူးမနာရဲဘူးနေဝင်မိုးချုပ်အလုပ်ကြိုးစားတယ်ဒါပေမဲ့လက်တွေ့ဘွားကပြုတ်ဆပြင်းနှောင်းပါပဲရှင်တန်ရမောလိုက်တာပျော်ရွှင်မှုခက်ခဲလိုက်တာဟုတ်ပါရဲ့ဘဝကနေ့စဉ်ချိုနေမှာမဟုတ်တာဘဝမှာချင်ဖန်ခါးတွေကရောဆက်နေဆက်မြဲပဲနေ့စဉ်အသေးဖွဲကိစ္စတွေကြားမှာကျမတို့ထိလွယ်ရှလွယ်တက်ကြတယ်အားရုပ်တက်ကြတယ်စိုးရိမ်ထိတ်လန့်တက်ကြတယ်လူဘဝရဲ့အကောင်းဆုံးရည်မှန်းချက်ကကောင်းမွန်တဲ့ဘဝရှိဖို့ပါပဲကောင်းမွန်တဲ့ဘဝဆိုတာပျော်ရွှင်ချမ်းမြေ့သာယာခြင်းနဲ့အမြဲတွန်တွဲနေရမယ်တကယ်တော့လူတစ်ယောက်ရဲ့အကြီးမားဆုံးစွမ်းရည်ကသူ့ကိုယ်သူပျော်ရွှင်အောင်အရင်လှုပ်တင်တာဖြစ်တယ်ထိုင်ဝမ်စာရေးဆရာမဆမ်မောက်ကပြောတယ်ကိုမနှစ်သက်မလိုလားသူတစ်ယောက်ဟာပျော်ရွှင်ဖို့သိခက်ခဲတယ်တဲ့ကိုပျော်ရွှင်ဖို့အရင်ဦးဆုံးကိုနှစ်သက်လိုလားဖို့သင်ယူရတယ်ကိုဟာအကောင်းဆုံးဖြစ်ကြောင်းယုံကြည်ရတယ်ဘလို့နာကျင်ခါတိမှုနဲ့ကြုံပါစေမချစ်မနှစ်သက်တာရှိပါစေဆင်းရဲဒုက္ခကြားကနေပျော်ရွှင်မှုကိုဖန်တီးရတယ်ကိုချစ်ရတယ်ကိုချစ်တာကမှတစ်သက်လုံးရိုမန်တစ်ဆန်ခြင်းရဲ့အစပဲမဟုတ်လားကိုပျော်ရွှင်ဖို့ဘသူမျက်နှာထားအကြည့်ကိုမှကြည့်စရာမလိုပါဘူးစာဖတ်သူအယောက်1000ရဲ့အကြည့်ထဲမှာ Hamlet ရှိတ်စပီးယားရဲ့ပြဆက်ပုံစံအခု1000ရှိပါတယ်တခြားသူမျှော်လင့်တဲ့ပုံစံအတိုင်းကိုတို့ရှင်းသန်စရာမလိုပါဘူးတခြားသူရဲ့မျက်နှာသာရဖို့ထက်ကိုပျော်ရွှင်နေဖို့ကအဓိကပါတခြားသူကိုမျှော်လင့်မဲ့အစားကိုအားကိုမိခိုပြီးကိုလိုချင်တဲ့ပုံစံအတိုင်းရှင်းသန်နေတာအကောင်းဆုံးပါကိုပျော်ရွှင်အောင်နေသလိုပျော်ရွှင်နိုင်တဲ့စွမ်းရည်ကိုလည်းကိုပိုင်ဆိုင်ထားရပါတယ်စိတ်ရှုပ်အုံနောက်6ဆရာကိစ္စနဲ့ကြုံတဲ့အခါအဲ့ဒီနွန်ထဲနစ်ဝင်မသွားဖို့လိုပါတယ်ဒီလိုမှမဟုတ်ရင်တွေးလေစိတ်ဆင်းရဲလေဖြစ်လိမ့်မယ်ရှောက်ရခက်တဲ့လမ်းနဲ့ကြုံတဲ့အခါစူးစမ်းလိုစိတ်ကိုအလင်းစလိုလက်မလွတ်လိုက်ပါနဲ့နောက်ဆုတ်လေတွန်းဆုတ်လေလမ်းမရှိလေဖြစ်လိမ့်မယ်လူတွေရဲ့ပျော်ရွှင်ဝမ်းနည်းခြင်းတွေကတကယ်တမ်းမှာတော့မတူကြပါဘူးရယူသည်ဖြစ်စေဆုံးရှုံးသည်ဖြစ်စေဝမ်းသာစရာဖြစ်စေဝမ်းနည်းစရာဖြစ်စေလူဘဝရဲ့အတွေ့အကြုံတစ်ခုတိုင်းကိုဘဝရဲ့လက်ဆောင်အဖြစ်သတ်မှတ်ကြည့်ပါလှလှပပထုတ်ပိုးမထားတဲ့လက်ဆောင်ထုတ်ဟာအထက်ထက်ဖြီးပြီးတဲ့နောက်မှာညှော်လင့်မထားတဲ့ဝမ်းသာပျော်ရွှင်မှုကိုရစေတတ်ပါတယ်ဘလို့အခြေအနေနဲ့ပဲကြုံရလူဘဝရဲ့မပြည့်စုံမလှပခြင်းကိုလက်ခံပြီးနာကျင်ဝမ်းနည်းမှုထဲအကြာကြီးနစ်ဝင်မသွားနဲ့လို့ကိုဂရိပေးပြီးစိတ်ခံစားချက်ကိုအမြန်ထိတ်ညှိပေးပါအတွင်းစိတ်လိုက်စားမှုကိုအမြန်ရပ်တန့်ပစ်ပါပျော်ရွှင်ခြင်းအစစ်မှန်ကအတွင်းစိတ်ငြိမ်းချမ်းမှုနဲ့ပျော်ရွှင်မှုကဆင်းသက်လာတာဖြစ်တယ်အလဲထိုးလို့မရတဲ့ကိုယ့်ရဲ့စိတ်အားထက်သန်မှုတ
တက်ကြွမှုကလာတာဖြစ်တယ်။နေအောင်ကြီးနှွေးထွေးနေပါသေးတယ်။နှကန်းတောင်စုံလေးအပေါ်ကွေးပြီးပြုံးကြည့်လိုက်ပါ။ပျော်ရွှင်ခြင်းခွန်အားတွေရင်ထဲတိုးဝင်လာပါလိမ့်မယ်။